တာနာမည်ကဘယ်သူတော့ဖြိုးဝေအောင်ဟုတ်လားတာအသက်ဘယ်နှစ်ရှိပြီတော့မမင်းနဲ့ဟမ်မင်းနဲ့အသက်ဘယ်နှစ်ရှိပြီတော့ဖြိုးဝေအောင်အသက်ဘယ်နှစ်ရှိပြီတော့အသက်ဘယ်နှစ်ရှိပြီတော့နှစ်အခု तू ကအသက်နှစ်ဆိုတော့ဖြစ်တာမွေးလာတဲ့ကပြောကြည့်ပါမွေးကလေးကပါဟုတ်လားမွေးလေးရပါဘယ်မှမပြပြဘူးပေါ့မပြပြဟုတ်ပြီမွေးတွေကဒုက္ခရောက်တော့မပြပြပေါ့တသားရဲ့ဒီဘက်ကိုကြည့်ပါအောင်မျက်စိလေးဒီနေ့ချွေလေးရောက်စီဝိဒဒါနမှာခဏပြကြည့်မယ်ပေါ့လေနိုင်တဲ့လောက်ကလေးပေါ့ဟုတ်နော်သူကံပေါ့နော်ဟုတ်တသားရေပြားလို့ထူလားဖြိုးဝဲအောင်ရေပြားလို့ထူလားဖြိုးတသားမျက်စိမြင်ကျင်လားမြင်ဟမ်ဒီဘက်ကလားမြင်ကျင်လားမျက်စိမြင်ကျင်လားတဲ့ပြောပြလိုက်လေမြင်ကျင်တယ်မြင်ကျင်တယ်နှစ်သားဖြိုးဝဲအောင်မျက်စိမြင်ကျင်တယ်တဲ့တသားဖြိုးဝဲအောင်ကိုရွှေလင်းရောဇူဝိဒဒါနစက္ခုအလင်းမှာဒီနေ့ပြကြည့်အောင်မှာပေါ့များခွစိတ်မှုကုသမှုကြည့်ရင်တော့လှူရှင်တွေပေါ်ရင်တော့ဆက်ပြီးတော့ကုသပေးလို့ရတယ်တဲ့နော်ဆရာဝန်တို့နဲ့အခုပြကြည့်တာတော့ရန်ကုန်ကိုလွတ်တယ်ရန်ကုန်ကလည်းမတတ်နိုင်ဘူးတဲ့သားရေဖြိုးဝင်းအောင်ရေဖြိုးဝင်းအောင်ပြားလို့ထူလားလေဒီဘက်ကလာပါမောကြည့်မယ်တဲ့ပြားလို့ထူလားဒီကိုလာပါအောင်ဒီဘက်ကလာဟဲ့ဒီကိုလာကြည့်အောင်ဘာဖောက်ကြည့်လာကြည့်အောင်လာတော့မှန်းလာတော့တယ်နော်အိုင်လာအတန်ဖမ်းပြီလားဟာလားသားဒီဘက်ကလာပါအောင်ဖြိုးဝဲအောင်ကြီးဖြိုးဝဲအောင်ကြီးပြားလို့ထူလားလေတာထူပါအောင်ဖြိုးဝဲအောင်ထမင်းစားပြီလားစားပြီဘာကောင်လေးသိလားဘာကောင်တော့ဟမ်ဘာကောင်လေးတော့ကောင်ကြီးကားအောင်မဟိုအောက်မှာကောင်လေးပြချင်ဟိုတကောင်ရှိတယ်ကောင်ကိုသိလားအမဖြိုးရအောင်မသိတွေ့လားချိုကီဒီဘောလားဖြိုးရဒီဘက်ကိုလာအောင်သားရေဒီဘက်ကိုလာမလိမ့်ကြမယ်သားရေဖြိုးရအောင်ရေညာဟိုဘာကောင်လေးတော့သားနာလာဘာကောင်လေးရစီဒီဘက်ကိုကြည့်ပါဟိုဘာကောင်လေးတော့ဟိုသွားကြမဘာကောင်လေးတော့သိလားမြင်ရလားမြင်ရဘူးနော်မှန်တော့ဖြိုးရအောင်ဒီလိုလာစမ်းဒီလိုလာဟဲ့အတန်တန်းနေရအသားတော့ရဖြိုးရအောင်ရေရလို့ထူလားလေဒီမှာဖောင်းဟုတ်